မင်္ဂလာပါခင်ဗျာပပဝ IELTS ကဆရာသွင်းကြီးပါအားလုံးပဲကောင်းမွန်တဲ့နေ့လေးဖြစ်ပါစေခင်ဗျာအဲ့တော့တချို့ IELTS လာတဲ့လူတွေတချို့ကျောင်းသားတွေအနေနဲ့ IELTS ကသူတို့အနေနဲ့ဘာလို့ confusing ဖြစ်တာလဲပေါ့နော်ဘာလို့ရှုပ်နေတာလဲပေါ့ဒီနေရာမှာကိုကရှုပ်နေတယ်ဆိုရင်အဲ့တခုခုမှားနေလို့ပဲဖြစ်ပြီးတော့အခုဆရာပြောမဲ့အကြောင်းရင်းအချက်လေးတွေကိုမသိသေးလို့ရှုပ်နေတာဖြစ်ပြီးတော့ဒီအချက်လေးတွေသိရဆိုရင်ရှင်းသွားမှာပေါ့နော်ပထမဆုံးသိတင်တာဘာလဲဆိုတော့ဆရာတို့ IELTS ဆိုတာကဘာအရေးမှာနှစ်တိုင်းဖြည့်တဲ့လူကြီးအတွက်က9သန်းရှိတယ်ပေါ့နော်လူကြီးအတွက်9သန်းဖြည့်နေတဲ့စာမိုးဝဲရာဘာမှရှုပ်စရာအကြောင်းမရှိဘူးပေါ့နော်ရှုပ်နေတာဘာလို့လဲဆိုတော့အခုဆရာပြောမဲ့အချက်လေးတွေဖြစ်ပြီးတော့ပထမဆုံးIS လေးလာတဲ့ကျောင်းသားတွေ IS နဲ့ပတ်သက်ပြီးတော့ဘာလို့ confusing ဖြစ်နေရလဲဆိုတော့သူတို့စိတ်ထဲမှာ general English လို့ပဲထင်နေလို့ခင်ဗျာဆရာခဏပြောပါတယ်ဆရာတို့ class ထဲမှာလည်းပြောတယ်IELTS က general English မဟုတ်ဘူး general English လေ့လာတယ်လို့မျိုးလေ့လာလို့မရဘူး general English သဘောတဘာဝနဲ့ IELTS သဘောတဘာဝနဲ့မတူဘူးဆိုတာကိုကနားလည်ဖို့လိုတာပေါ့နော်အကယ်လို့များကိုက general English နဲ့ IELTS နဲ့အတူတူပဲဆိုရင်ကျောင်းရောက်တဲ့အခါ general English ကိုပဲသူတို့တောင်းမှာပေါ့ IELTS လက်မှတ်ဘာလို့တောင်းလဲ IELTS လက်မှတ်မတောင်းတော့ဘူးလေဘာလို့အဲ့တော့ပထမဆုံးကိုသိတင်တာက general English လေ့လာတဲ့နည်းလမ်းနဲ့ IELTS လေ့လာတဲ့နည်းလမ်းကမတူဘူးပေါ့နော်ကို့အနေနဲ့ self study ပဲလုပ်သင်တန်းမဲ့တက်ဘယ်တော့မဆိုပါ IS နဲ့ General English တွေကမတူကွာတဲ့အချက်တွေကတော့အများကြီးပဲဖြစ်ပြီးတော့ဘာတွေကွာလဲဆိုတာကိုဆရာပြန်ပြီးတော့တခြားနောက်ထပ်ဗီဒီယိုလေးထပ်ရိုက်ပေးမယ်ပေါ့နော်ပထမဆုံးသိတင်တာက IELTS နဲ့ General English တွေကမတူဘူးပေါ့နော်တချို့အရာတွေတော့တူအောင်မှာဖြစ်ပြီးတော့တချို့အရာတွေကတော့မတူဘူးပေါ့ဗျာအများကြီးကွဲတာတော့မဟုတ်ဘူးနှစ်ခုလုံးကအင်္ဂလိပ်စာပဲဟုတ်နှစ်ခုလုံးတော့အင်္ဂလိပ်စာပဲဆိုတော့တချို့အကြောင်းအရာတွေကတူတယ်တချို့အကြောင်းအရာတွေမတူဘူးလို့ပြောရင်ပုံမှန်မှာပေါ့နော်ဒါပေမဲ့မတူဘူးပေါ့နော် IS လေ့လာခြင်းနဲ့ဆိုရင် IELTS mindset IELTS အတွေးခေါ်သူ့အမြင်သူ့အယူဆနဲ့ကိုက်အောင်လုပ် general English လေ့လာခြင်းနဲ့ဆိုရင် general English mindset သူ့အတွေးခေါ်သူ့အယူဆနဲ့ကိုက်အောင်လုပ်ပေါ့နော်သူနဲ့ကိုက်တဲ့ဟာလုပ်တော့မှသူ့ကိစ္စအဆင်ပြေတာပေါ့နော်ဒုတိယတစ်ချက်ကဘာလို့ရှုပ်နေကြရလဲဆိုတော့ကျောင်းသားတိုင်းရဲ့ IELTS journey ကတူမှာမဟုတ်ဘူးပေါ့နော်ထိုနည်းတူစွာပဲတချို့ကျောင်းသားတွေနဲ့တချို့ကျောင်းသားတွေနဲ့ကIS လေ့လာတာကာလကြာချိန်ဘယ်လောက်ကြာလဲဆိုတော့ဘယ်တော့မှပုံသေးမရှိဘူးဘာလို့ပုံသေးမရှိရလဲဆိုတော့ IS လေ့လာတော့တယောက်နဲ့တယောက်နဲ့အင်္ဂလိပ်စာလည်းပဲမတူဘူး IELTS စလေ့လာတော့ကတယောက်နဲ့တယောက်နဲ့အင်္ဂလိပ်စာလည်းပဲမတူဘူးတချို့ကျောင်းသားတွေက IELTS ကို pre intermediate ကစတာတချို့ကျောင်းသားတွေက intermediate ကစတာတချို့ကျောင်းသားတွေက upper intermediate တချို့ကျောင်းသားတွေက advanced တချို့ကျောင်းသားတွေဆို C2 level ကစအဲ့တော့ကျောင်းသားတိုင်းရဲ့ IELTS journey ကဘာလို့မတူရလဲဆိုတော့တယောက်နဲ့တယောက်နဲ့ IELTS စလေ့လာတော့ကအနေအထားမတူစမှတ်မတူဒုတိယတစ်ချက် IS လေ့လာနေတဲ့ကာလအတွင်း exposure rate မတူ IS လေ့လာနေတဲ့ကာလအတွင်းတယောက်နဲ့တယောက်နဲ့ IELTS ကိုအချိန်ပေးတာမတူတချို့ IS လေ့လာတဲ့လူတွေကတပတ်ကို9ရက်တနေ့ကို24နာရီအားတယ် IS တစ်ခုပဲလုပ်တာသူတို့မှာတခြားဘာကိစ္စမှမရှိတဲ့အခါကျတော့သူတို့ IELTS နဲ့ပတ်သက်ပြီးတော့တနေ့ကို6နာရီလောက်အချိန်ပေးတယ်ပေးနိုင်တယ်တချို့ကကျတော့အလုပ်တစ်ဖက်နဲ့ IS လေ့လာနေတဲ့လူတွေဖြစ်ပြီးတော့ IS နဲ့ပတ်သက်ပြီးတော့တနေ့ကို1နာရီခွဲ2နာရီအချိန်ပေးနိုင်ဖို့တော့မှအသေးအတန်ရုန်းကန်နေရတဲ့လူတွေပေါ့နော်အဲ့တော့ဘာလို့တယောက်နဲ့တယောက်နဲ့ IELTS journey ကမတူတာလဲဆိုတော့ပထမတစ်ချက်က အင်္ဂလိပ်စာလည်းပဲမတူဘူးဒုတိယတစ်ချက်ကကျတော့တနေ့အချိန်ပေးတာမတူဘူးတတိယတစ်ချက်ကကျတော့နီးလန်းမှန်နဲ့ဆိုင်တာကို bans ကိုတက်လာဖို့ဆိုတာကို IS နဲ့ပတ်သက်ပြီးတော့ကို bans ကိုတက်လာဖို့ဆိုတာကိုလေးလာလိုက်တဲ့နီးလန်းမှန်အမှတ်တက်လာအဲ့ဒီတစ်ချက်ကိုလူတွေသိမမြင်ကြဘူးပေါ့နော်အဲ့မမြင်ကြတာသူတို့လွဲနေတာပေါ့သူတို့စိတ်ထဲမှာသူတို့ပတ်စံကုန်တိုင်းသူတို့အမှတ်တက်လာမယ်ထင်တယ်သူတို့အချိန်ပေးလိုက်တယ်သူတို့အမှတ်တက်လာမယ်ထင်တယ်မဟုတ်ဘူးကိုနဲ့တင့်တော်တာလောက်တော့မှကိုယ့်ရဲ့ bans ကိုကတက်လာကိုနဲ့ကိုက်ညီတာလောက်တော့မှကိုယ့်ရဲ့ bans ကိုကတက်လာတာ IELTS ရဲ့အမှတ်ပေးတဲ့ format နဲ့ကိုက်တာလောက်တော့မှကိုယ့်ရဲ့ bans ကိုကတက်လာကိုအချိန်ကို bans ကိုတက်တယ်မတက်ဘူးဆိုတာသူများ bans ကိုဘယ်လောက်ရလဲလဲမဆိုင်ဘူးကိုပတ်စံဘယ်လောက်ကုန်လဲနဲ့လည်းမဆိုင်လို့ကိုအချိန်ဘယ်လောက်ပေးလိုက်လဲဆိုတာလည်းမဆိုင်ကိုလေ့လာတဲ့နီးလန်းမှန်နဲ့ဆိုင်တာပေါ့နော်အဲ့တော့တတိယတစ်ချက်ကတော့လူတွေကဘာလို့ IELTS နဲ့ပတ်သက်ပြီးတော့ဇလန်းရှုံနေကြရလဲဆိုတော့ IS bans ကိုဆိုတာ၃ခုနဲ့ပဲဖွဲ့စည်းထားတာသူကိုစစ်နေတာ၃ခုပဲစစ်နေတာပေါ့နော်ပထမတစ်ချက်က academic English နဲ့ကိုရင်းနှီးလားမရင်းနှီးလားဒုတိယတစ်ချက်က exam tactics နဲ့ကိုရင်းနှီးလားမရင်းနှီးလားတတိယတစ်ချက်က exam practice နဲ့ကိုရင်းနှီးလားမရင်းနှီးလားပေါ့နော်အဲ့ဒီမှာကျောင်းသားတွေဘာလို့ရှုပ်တာလဲဆိုတော့ဒီ၃ချက်လုံးစုံဖို့လိုတယ်ဒီ၃ချက်လုံးစုံတော့မှ
ကိုယ့်ရဲ့ band ကိုတက်လာဖြစ်ပြီးတော့ကျောင်းသားအများစုဖြစ်တဲ့ပြဿနာအဲ့၃ချက်ကိုမဆုံးတာတချို့ကျောင်းသားတွေက academic English နဲ့ရင်းနှီးဖို့လိုတယ်တချို့ကျောင်းသားတွေက exam tactics နဲ့ရင်းနှီးဖို့လိုတယ်တချို့ကျောင်းသားတွေက exam practice နဲ့ရင်းနှီးဖို့လိုတယ်ကျောင်းသားတွေတယောက်နဲ့တယောက်နဲ့မတူဘူးပေါ့နော်သူတို့လိုနေတာမတူကြဘူးပေါ့နောက်တစ်ချက်ကဘာလို့ရှုပ်နေတာလဲဆိုတော့ဆရာအခေါ်ပေါ်ရ work on your weakness ပေါ့နော်ကိုအားနေတာကိုသွားလို့တော့မှကိုယ့်ရဲ့ band ကိုတက်လာအဲ့ဒါကိုသူတို့သဘောမပေါက်ကြခုနကိုပဲချက်အားနေလဲဆိုတော့ခုန၃ချက်ပဲကိုလိုနေတာ academic English နဲ့ရင်းနှီးဖို့လိုတာဖြစ်ရင်ဖြစ်လိမ့်မယ်ကိုလိုနေတာ exam tactics နဲ့ရင်းနှီးဖို့လိုတာဖြစ်ရင်ဖြစ်လိမ့်မယ်ကိုလိုနေတာဒီ past paper တွေဖြေတဲ့ exam practice နဲ့ရင်းနှီးဖို့လိုတာဖြစ်ရင်ဖြစ်လိမ့်မယ်ဒီ၃ချက်လုံးစုံဖို့လိုတာဖြစ်ပြီးတော့တယောက်နဲ့တယောက်နဲ့မတူဘူးပေါ့နော်တချို့လူတွေကတချို့ကျောင်းသားတွေက academic English နဲ့ရင်းနှီးဖို့လိုတာတချို့ကျောင်းသားတွေက past paper ဖြေဖို့လိုတာတချို့ကျောင်းသားတွေက exam tactics နဲ့ရင်းနှီးဖို့လိုတာတယောက်နဲ့တယောက်နဲ့ကိုလိုတာမတူဘူးပေါ့နော်ကိုလိုတာမတူတော့အမြဲတမ်းကိုသူများနဲ့အမြဲတမ်းတော့နှိုင်းရှင်နေတဲ့အခါကျတော့ကိုယ့်ရဲ့ band ကိုကအဲ့မှာမတက်လာတာဖြစ်ပြီးတော့ကို band ကိုတက်လာဖို့ဆိုတာကိုလိုနေတဲ့အရာသွားလို့တော့မှသာကိုယ့်ရဲ့ band ကိုကတက်လာတာပေါ့နော်ကိုဟာ past paper ဖြေဖို့လိုနေတဲ့လူဆိုရင် past paper သွားဖြေတော့မှသာကိုယ့်ရဲ့ band ကိုကတက်လာတာဖြစ်ပြီးတော့ဒီကိုလိုနေတဲ့ past paper ဖြေတဲ့ကိစ္စကိုကိုမလုပ်ဘဲနဲ့တခြားအရာတွေလုပ်သမျှကာလပတ်လုံးကိုယ့်ရဲ့အမှတ်ကမတက်လာဘူးထိုနည်းတူစွာပဲကိုလိုနေတာဒီ academic English နဲ့ရင်းနှီးဖို့လုပ်နေတာဆိုရင် academic English နဲ့ရင်းနှီးဖို့ကိစ္စကိုကလှုပ်လိုက်တော့မှသာကိုယ့်ရဲ့ band ကိုကတက်လာဒါကြောင့်မလို့ကျောင်းသားတွေကအချိန်ကုန်တဲ့လူကအချိန်ကုန်ပတ်စံကုန်တဲ့လူကပတ်စံကုန်ပြီးတော့ကိုယ့်ရဲ့အမှတ်ကမတက်လာဘူးဆိုတဲ့ပြဿနာကိုအဲ့လိုမျိုးဖြစ်နေတာဘာလို့ဖြစ်လဲဆိုတော့အမြဲတမ်းကိုသူများနဲ့နှိုင်းရှင်ပြီးတော့သူများလောက်တာပဲလိုက်လုံနေလို့ကိုအကြောင်းကိုအာယုံဆိုင်သူများလောက်တာအာယုံမဆိုင်နဲ့ကိုအကြောင်းကိုကိစ္စကိုအာယုံဆိုင် focus on yourself ပေါ့နော်ကိုပြဿနာကိုကရအောင်ဖြေရှင်းကိုဖြေရှင်းရတဲ့ပြဿနာနဲ့သူများဖြေရှင်းရတဲ့ပြဿနာနဲ့တူရင်မှတူလိမ့်မယ်ဘာလို့လဲဆိုတော့တက်နဲ့အားနေတာမတူဘူးပေါ့နော်အဲ့တော့နောက်တစ်ခုရှုပ်နေရတာဘာလဲဆိုတော့အထူးကကြီးမားမားပြဿနာဆရာတို့နိုင်ငံမှာ IELTS ရဲ့ misconception ဆိုတာဖြစ် IELTS misconception ဆိုတာ misinformation ပေါ့နော် IELTS နဲ့ပတ်သက်ပြီးတော့အယူဆအမှားတွေကိန်းအောင်နေတာကကျောင်းသားတွေရဲ့IELTS ရဲ့ journey မှာobstacle အနေနဲ့ဖြစ်နေတာဖြစ်ပြီးတော့အခက်အခဲအတားအဆီးကြီးမားမားဖြစ်နေအခုဆရာတို့မြန်မာပြည်မှာ IELTS လေ့လာတဲ့ကျောင်းသားတိုင်းရဲ့အထူးကအကြီးမားဆုံးအခက်အခဲအတားအဆီးကအဲ့ဒီ misconception ပဲတခြားဟာမဟုတ်ဘူးပေါ့နော်သူတို့အချိန်မပေးကြတာမဟုတ်ဘူးသူတို့စာမကြိုးကြတာမဟုတ်ဘူး IELTS နဲ့ပတ်သက်ပြီး commitment မရှိတာမဟုတ်ဘူးသူတို့အချိန်ပေးလိုက်တဲ့အရာသူတို့စူးစမ်းလိုက်တဲ့အရာက IELTS နဲ့လွဲနေတာ relevant မဖြစ်တာတနည်းအားဖြင့် IELTS နဲ့မဆိုင်တဲ့အရာတွေမှာတွားပြီးအချိန်ပေးနေတာဖြစ်ပြီးတော့ IELTS နဲ့ဆိုင်တဲ့အရာတွေမှာတွားပြီးတော့အချိန်မပေးဘူးပေါ့အဲ့တော့IELTS ဆိုတာ general English လို့မဟုတ်ဘူးသူနဲ့ကြိုက်တာလုံးမှာကိုယ့်ရဲ့ band ကိုတက်လာတာဖြစ်ပြီးတော့ misconception IELTS အယူဆအမှားတွေကိုကကိန်းအောင်သွားတယ်ဆိုရင်ဘာဖြစ်သွားလဲဆိုတော့ IELTS နဲ့ပတ်သက်ပြီးအရေးမကြီးတဲ့အရာတွေကိုအရေးကြီးတယ်ထင်တယ်အရေးကြီးတဲ့အရာကိုအရေးမကြီးဘူးထင်တယ်အရေးမကြီးတဲ့အရာတွေကိုအရေးကြီးတယ်ထင်ပြီးအဲ့ဒီမှာအချိန်သွားပေးတယ်အဲ့မှာအချိန်လေးကုန်ငွေလေးကုန်အချိန်လေးပုတ်ကိုယ့်ရဲ့ band ကိုကမတက်လာအဲ့လိုမျိုးဖြစ်တယ်အရေးကြီးတဲ့အရာမှာကိုကအချိန်မပေးဘူးအဲ့တော့အချိန်နာကုန်သွားပတ်စံနာကုန်သွားပြီးကိုယ့် band ကိုမတက်လာတဲ့ နံပါတ်1အကြောင်းကြီးကအဲ့ဒီ misconception ကြောင့်ပဲပေါ့နော်အဲ့တော့ misconception ကိုရှောင်အဲ့ဒီ misconception ကိုဘယ်လိုရှောင်လဲဆိုတော့ misconception တွေကအများကြီးရှိတယ်ဆိုပေမဲ့လည်းပဲရှောင်နည်းကတော့ဆရာတို့ရိုးလေးပါပဲ IELTS misconception ရှောင်နေတယ်ဆိုရင်လုပ်လို့ရတာကပထမတစ်ချက် official IELTS material တွေနဲ့ပဲ IELTS လေ့လာ IELTS လေ့လာရမယ်ဆိုရင်စာအုပ်နဲ့လေ့လာစာအုပ်နဲ့လေ့လာတာဘာလို့ကောင်းလဲဆိုတော့ရှာစရာမလိုသူတခါတည်းရှာပြီးသားကိုလိုတဲ့အချက်တွေအားလုံးတနေရာထဲမှာသူစုပေးတာကိုတခုချင်းဒီဘာမှသွားရှာစရာမလိုစာအုပ်ထဲမှာပါတာကိုလိုက်လို့အောင်ပဲဖြစ်ပြီးတော့misconception ရှောင်ရှားခြင်းနေဆိုရင်ကို IELTS လေ့လာတဲ့အခါကျရင် official IELTS material တွေပဲလေ့လာပါဒါဘယ်လိုသိလဲဆိုတော့စာအုပ်မျက်နှာဖုံးမှာ official ဆိုပြီးတော့ရေးထားတယ်ခင်ဗျာဒုတိယတစ်ချက်ကဘာလဲဆိုတော့ Cambridge Past Paper တွေဖြည့်ပါအဲ့ဒီလူတွေဘာလို့ဂျင်းမိတာလဲလူတွေဘာလို့ misconception ယုံတာလဲလူတွေဘာလို့ IELTS နဲ့ပတ်သက်ပြီး false hope တွေမှာယုံတာလဲ IELTS နဲ့ပတ်သက်ပြီးဘာလို့ဇလန်းတွေဇယားတွေအရင်ရှုပ်နေတာလဲဆိုတော့နံပါတ်1အကြောင်းကြီးက past paper မဖြည့်ဘူးလို့ past paper မဖြည့်ဘူး
IE ရဲ့ DS ဆိုတာဘာလဲကိုမမြင်ဘူးဘယ်ရာတော့ IE ရဲ့ DS နဲ့ဆက်တယ်ဘယ်ရာ IE ရဲ့ DS နဲ့မဆက်ဘူးဆိုတာကိုမမြင်ဘူးမမြင်တဲ့အခါကျတော့ကိုဘယ်ရာအားနေလဲဆိုတာကိုမမြင်ဘူးဘယ်ရာအားနေလဲကိုမမြင်တဲ့အခါကျတော့ကိုအားနေတဲ့အရာကိုသွားမလုပ်ဘူးကိုအားနေတဲ့အရာကိုသွားမလုပ်သမျှကာလပတ်လုံးတစ်လနေလဲကိုက defense ကိုတစ်လနေလဲ defense ကို3လနေလဲ defense ကိုပဲဖြစ်ပြီးတော့ကိုအားနေတဲ့အရာကိုလုပ်တဲ့အခါကျတော့မှသာကိုရဲ့ bank ကိုကတက်လာတာဖြစ်ပြီးတော့ကိုဘယ်ရာအားနေလဲကိုတိဖို့အတွက် pass paper ဆိုတာဖြည့်ကြည့်ဖို့လိုတာခင်ဗျာဒီလိုပဲဘာလို့ចောင်းသားတွေရဲ့ IE ရဲ့ DSL ရှုပ်နေလဲဆိုတော့တလုံးလေးနဲ့ပြောရမယ်ဆို pass paper မဖြည့်ဘူးလို့ပဲ pass paper ဖြည့်ဘူးလိုက်တယ်ဆိုရင်အော် IE ရဲ့ DS ဆိုတာဒါပါလားငါဒီဘိုင်းလူနေတာပါလားငါ bank ကဒီလောက်ပဲရှိတာပါလားငါလိုချင်တဲ့ bank ကဒီလောက်ပါလားဒါဆိုတော့ငါဘယ်လောက်အချိန်ပေးမလဲဆိုတော့အချိန်ဘယ်လောက်ပေးရမလဲဆိုတော့ timeline duration မှာတခါတည်းထွက်လာတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့pass paper ဖြည့်ဘူးလိုက်တဲ့အခါကျတော့ကိုအားနေတဲ့အရာကိုပဲကိုကအချိန်သွားပေးတဲ့အတွက်စာမွေးလည်းမြန်ဖြည့်လို့ရမယ်ကိုယ့်ရဲ့ band ကလည်းတက်လာမယ်ဆရာတို့ဆိုအခုစာသင်တဲ့အခါကျရင်အများကြီးကြုံရတယ်တချို့ကျောင်းသားတွေက IE ရဲ့ DS ကို9လလောက်အချိန်ပေးပြီးတော့မှဖြည့်သင့်တာဒါပေမဲ့သူ9လလောက်အချိန်မပေးဘူးစောစောစီးစီးလည်းမလေ့လာမျိုးရှိသလိုတချို့ကျောင်းသားတွေကရှေ့လမှာဖြည့်သင့်တယ်တလလောက်ပဲအချိန်ပေးသင့်တယ်တလလောက်အချိန်ပေးသင့်တဲ့လူက9လလောက်အချိန်ပေးပြီးတော့9လလောက်အချိန်ပေးတဲ့လူကတလလောက်ပဲအချိန်ပေးနေပြဿနာပြဿနာတက်ဘာလို့လဲဆိုတော့pass paper မဖြည့်ကြည့်လို့ခင်ဗျအဲ့တော့ဖြစ်နိုင်တယ်ဆိုရင်တော့လူတိုင်းIE ရဲ့ DS စလုပ်တဲ့ဟာ pass paper ဖြည့်ကြည့်တဲ့ね pass paper အများကြီးဖြည့်ရမယ်လေပြောတာမဟုတ်ဘူးတစ်စုံလောက်ဖြည့်ကြည့်ဖို့ပြောတာတစ်စုံလောက်ဖြည့်ကြည့်လိုက်တယ်ဆိုရင် view လေးပြောရမယ်ဆိုဘယ်သူမှကိုယ်လာပြီးဂျင်းထဲလို့မရတော့ကိုဘယ်လောက်အချိန်ပေးရမလဲဆိုတာလည်းထွက်လာမယ်ကိုရတဲ့အမှတ်ကိုလည်းအချိန်အတူတူအတွင်းမှာကိုရအောင်လုပ်နိုင်လာလိမ့်မယ်ပေါ့နော်အားလုံးပဲကောင်းမွန်တဲ့နေ့လေးဖြစ်ပါစေခင်ဗျာဗီဒီယိုလေးကြည့်ပြီးတာလည်းကျေးဇူးတင်ပါတယ်မေးချင်တဲ့မေးခွန်းလေးရှိရဆိုရင်အောက်က comment မှာရေးဝစေချင်ပါတယ်